4ရောက်နှစ်နဲ့နှစ်ပေါင်းမှမဟုတ်ပါဘူး8ကိုနှစ်နဲ့စားလိုက်ရင်လည်းရပါတယ်ပြဿနာတိုင်းကအဖြေတစ်ခုတည်းရှိတာမဟုတ်တယ်လို့ဖြည့်ရှင်းနည်းတွေကလည်းတစ်ခုတည်းရှိတာမဟုတ်ပါဘူးအခြေအနေနဲ့အချိန်အဝါကိုကြည့်ပြီးလိုက်ဖက်တဲ့ဖြည့်ရှင်းနည်းကိုအသုံးချတာကအကောင်းဆုံးဖြစ်ပါတယ်ကိုကျင်တရားခွင့်လွတ်အနစ်နာခံခြင်းတွေကတခါတရံမှာတင်းကိုဆွဲချနိုင်တာကြောင့်ခံစားချက်တွေပါဝင်လာတဲ့ဖြည့်ရှင်းနည်းတွေကိုအထူးဂရုစိုက်ပါလူပတ်ဝန်းကျင်ဟာကျွန်တော်တို့တွေးထားတာထက်ပိုရှုပ်ထွေးပါတယ်ပတ်စံတွေဩဇာတွေမျိုးရိုးနောက်ခံတွေနဲ့သာရင်ဆိုင်ဖြည့်ရှင်းတာကဖြည့်ရှင်းနည်းတစ်ခုမဟုတ်ပဲဖုံးဖိထားခြင်းမျိုးပါသူရဲပေါင်းအကြောင်းဆုံးလူတွေလို့သတ်မှတ်ခံထားရတဲ့သူတွေဟာဒီလိုပဲဖြည့်ရှင်းတတ်ပါတယ်အဲ့ဒီလိုလူတွေနဲ့ပေါင်းသင်းဆက်ဆံခြင်းကတင့်ကိုအတုံးချခံတယောက်အဖြစ်ပြောင်းလဲသွားစေနိုင်ပါတယ်ဒီစာစုလေးကတော့ရင်ရမ်းရေးသားထားတဲ့ပြဿနာဖြေရှင်းခြင်းအမှုပညာဆိုတဲ့စာအုပ်ထဲကကောက်နှုတ်ထားတဲ့စာစုလေးဖြစ်ပါတယ်မိတ်ဆွေလည်းပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်ပြဿနာတွေကိုဖြေရှင်းဖို့နည်းလမ်းအသွယ်သွယ်ကိုစဉ်းစားနေရတယ်ဆိုရင်ဒီစာအုပ်လေးကတင့်ကိုအထောက်အကူပေးပါလိမ့်မယ်လို့ယုံကြည်ပါတယ်ဒီလိုမျိုးပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့အခါဖြေရှင်းဖို့နည်းလမ်းတွေလိုအပ်နေတဲ့သူဆိုရင်ဒီစာအုပ်လေးကိုဝယ်ယူဖတ်ရှုလိုက်ပါလို့လမ်းညွှန်အကြံပြုပေးလိုက်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ